မင်္ဂလာပါရှင်အခုမိတ်ဆက်မဲ့ပစ္စည်းလေးကတော့ AOC brand နဲ့က KM 100 wire gaming keyboard မှာတွဲရလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီပစ္စည်းလေးတွေအသုံးပြုတဲ့အခါမှာ RGB မီးလေးတွေပါသွားမယ်ပေါ့နော် RGB မီးလေးတွေကိုပါဝါဘတ်နဲ့တစ်ခါလဲဆောင်းပြပေးလိုက်မယ်ဒီမှာပေါ့နော်ဒီ keyboard က RGB မီးလေးကိုကြတော့ကိုကအသုံးပြုချင်တဲ့အခါမှာဖွင့်ထားလို့ရပြီးတော့မသုံးချင်တဲ့အခါမှာလည်းပိတ်ထားလို့ရတယ်ပေါ့နော်ဒါလေးကတော့မောက်လေးပေါ့နော်ဒါမှပုံစံလေးသူက brand ထက်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ quality ကလည်းကောင်းသွားမယ်ဒီပစ္စည်းလေးကိုမှာယူချင်တယ်ဆိုရင်တော့ချက်ပေါက်ကနေလည်းမှာယူလို့ရသလိုဆိုင်မှာလည်းလာရောက်အားပေးနိုင်ပါတယ်K3 လုံး P2 Smart Accessory ရဲ့ဆိုင်ခွဲလေးရတော့ showroom 1အမှတ်14ဘရုံမာလန်စမ်းချောင်းမြို့နယ် showroom 2လေးကတော့အမှတ်59တန်တရာလန်စမ်းချောင်းမြို့နယ်ပဲဖြစ်ပါတယ်ရှင်Viber ဖုန်းနံပါတ်လေးတွေကတော့3988511646 3999930124 399996511646ပဲဖြစ်ပါတယ်ရှင်